အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့တင်မဲ့ဗီဒီယိုလေးရဲ့ခေါင်းစဉ်ကတော့ကျွန်တော်တို့ရဲ့အနာဂတ်ပင်လယ်ဓမြရဲ့လူဖီတာနောက်တိုဝါးတွေကိုဖြတ်ပြီးရွက်လွှင့်ခဲ့မယ်ဆိုရင်ဘသူတွေကိုသူ့ရဲ့သင်္ဘောပေါ်လိုက်ဖို့ခေါ်နိုင်လဲဆိုတာပဲဖြစ်ပါတယ်ကဲဆိုတော့စလိုက်ကြအောင်နံပါတ်8ကတော့ Rock Lee ပါLee ကအမြဲလိုတက်ကြွနေပြီးတော့ဘာခေါင်းကြီးပဲလာကျုံးပြစ်မယ်ဆိုတဲ့ style မျိုးပါသူ့ရဲ့တိုင်ကျဲစုတက်ကွက်တွေကမက်ဆန်ချမ်းသာတယ်လို့ physical အပြုတ်တက်ရတဲ့ one piece ball နဲ့လည်းကန့်ညီမှုရှိပါတယ်သူတို့ဖြင့်Leeရဲ့တက်ကွက်တွေကိုအာမမက်ဟာကြီးအုပ်ပြလိုက်တဲ့ခါမှာတော့ထိမ့်မနိုင်သိမ်းမရဖြစ်ကုန်မှာပါနောက်ပြီးတော့Leeကစိတ်ထားပြုစင်ပြီးတော့လူဖီပေါ်တော့လိုက်ပေါ်နိုင်တဲ့ကောင်မျိုးပါတကယ်ရင်းတွေအတွက်ဒါအသက်ပါဝေးပေးဖို့ဝင်မလေးသူတရားဖြစ်တာကြောင့်လူဖီကျင်းတွေပေါ့ခေါ်မဲ့ကာရာတယောက်ဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့မိုက်ခိုင်ကိုပါခေါ်မယ်လို့ကျွန်တော်တွေးလို့ရပါတယ်ဒါပေမဲ့အဲ့ဘေးကလှိုင်းမှုတက်တာကြောင့်ဒါလိုက်မှာတော့မဟုတ်တော့ပါဘူးနံပါတ်9ကတော့အီတာရှိပါပုံမှန်အားဖြင့်တော့ဟာဒီဘက်ဘာလားပေါ့ကိုကလန်ကိုပြန်စားတဲ့ကောင်ကိုခေါ်သေးရလားအဲ့လိုပြောအောင်လဲဒါအီတာရှိကအားလုံးသိတဲ့အတိုင်းကလန်ကူလုံးကိုတညာရဲနဲ့ white out ခဲ့တဲ့အပြင်ဒါ Sasuke ကိုလည်း trauma တွေပေးပြီးတော့ Akatsuki တဲ့ဝင်ခဲ့တဲ့ဒါတစ္ဆာပေါက်တစ်ယောက်ဖြစ်ပါတယ်ဒါပေမဲ့ဒါသူ့ရဲ့ profile ပါပဲသူ့ကိုချားသူတွေကအဲ့လိုသိထားပေမဲ့ဒါသူ့ရဲ့ nature အမှန်ကတော့အားလုံးသိတဲ့အတိုင်းဒါချစ်ရတဲ့သူတွေကိုကောက်ခွေဖို့အတွက်အဆုံးစွန်ဒီစတေးပြစ်ခဲ့တဲ့ဒါသူ့ရဲ့ကောင်းတစ်ယောက်အကိုကြီးတစ်ယောက်ဖြစ်ပါတယ်လူဖီကသူကိုယ်တိုင် pure heart ဖြစ်စလို့ရှားသူတွေရဲ့စိတ်နှလုံးထဲထိလည်းမြန်တဲ့သူတစ်ယောက်ဖြစ်ပါတယ်နာမည်ဆိုးနဲ့ကြော်ကြပြီးတော့ရန်သူပါဖြစ်ခဲ့တဲ့နီကိုရောဘင်ကိုတော့အမေများမရှိပဲဒါတင်မောပေါ်လက်ခွေပေးရတဲ့ချင်းကိုက်ပြီးတွေးကြည့်ရင်အီတန်ရှီလည်းလူဖီလိုတင်မောပေါ်ပါလာနိုင်ပါတယ်နံပါတ်6ကတော့ဒါ Sasuke ရဲ့ team တာကာတွေကဂျူကိုဆန်ကြီးပါအများအပြားခတ်ထန်ပြီးတော့ဒါကြောက်စရာချင်းစာဆွမ်းအားနေဆိုပြီးမြဲဂျူကနူးညံ့သိမ်မွေးတဲ့သူတစ်ယောက်ဖြစ်ပါတယ်ဘိုးတို့ထဲမှာဒါငှက်ကလေးတွေကိုကယ်ပေးတာဘာညာအစဒါစကားပြောပုံကအစုံအကုန်လုံးနူးညံ့ပါတယ်တငယ်ချင်းပေါ်လဲတစ္ဆာရှိသူဖြစ်ပြီးတော့ဒါသူ့တငယ်ချင်းအယိုးခေါင်ရဲ့ဆန္ဒအတိုင်း Sasuke ရဲ့နောက်ကိုအသက်ဆွပြီးလိုက်ဖို့အထိဆုံးဖြတ်ခဲ့သူပါဒါကြောင့်ဂျူကိုကလူဖီရဲ့သင်္ဘောပေါ်ကိုပါလာနေတဲ့အခြားနောက်တူကာတာတစ်ယောက်ဖြစ်ပါတယ်နံပါတ်5ကတော့ Obito Uchiha ဖြစ်ပါတယ်ဒါ Forward ကိုစတင်ကြီးညာခဲ့သူဘဝနှမျိုးနဲ့ရှင်သန်ပြီးတော့ဒါအချစ်အတွက်အပြောင်းလဲတစ်ခုကိုမြင်နေခွင့်အတက်နဲ့ကပိုင်းတစ်ခုလုံးကိုချနိုင်မှုကြိုးစားခဲ့တဲ့ Obito Uchiha ကလည်းလူဖီလိုသင်္ဘောပေါ်ကိုပါလာနိုင်ပါတယ်ဒါပေမဲ့ Obito Uchiha ဆိုတဲ့လူဆိုကြီးအနေနဲ့မဟုတ်ဘဲနဲ့ဒါငယ်ရွယ်တဲ့ Academy ကျောင်းသားလေး Obito အနေနဲ့ပါ Obito ကငယ်ငယ်တည်းကဒါနာအိုတိုလိုပါပဲကြိုးစားတယ်တငယ်ချင်းတွေကိုတန်ဖိုးထားရတယ်စိတ်ထားကောင်းတယ်ဘာညာပေါ့အားလည်းပဲနည်းနည်းပါတယ်ငဖီနဲ့တော့ဒါနည်းနည်းသွားတူပါသေးတယ်အဲ့ personality ကပဲဒါလူဖီလိုသင်္ဘောပေါ်ကိုလိုက်ဖို့ခေါ်ခိုင်းရနိုင်တဲ့အကြောင်းအချက်တစ်ခုဖြစ်ပါတယ်နံပါတ်4ကတော့စိတ်ကောက်တတ်တဲ့ဒါ insect enjoyer ကြီးမှားလို့ insect user ကြီးရှီနိုဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ရှီနိုဆန်ကပိုးကောင်လေးကိုထိချုံနိုင်တဲ့အာဘူရာမစ်ကလန်ကဖြစ်ပြီးတော့ရှီနိုကိုရိုင်ကလည်းဒါ insect ပေါင်းသိမ်းချီပြီးတော့သူကထုတ်နိုင်ပါတယ်ပြီးတော့သိရတဲ့အတိုင်းလူဖီဆိုတဲ့ကောင်ကလည်းဒါပိုးကောင်ဖမ်းဖို့ဆိုရင်ထမင်းမေဟိမေလိုက်ဖမ်းတဲ့ကောင်မျိုးပါအဲ့ဒီချက်နဲ့ရှီနိုကငါဖီလိုသင်္ဘောပေါ်ကိုပါလာနိုင်ပါတယ်ဆိုတဲ့အကြောင်းအချက်ကခိုင်လုံသွားပါပြီစီဝိုင်းရှင်းလုံးအရာဆိုရင်လေဒါရှီနိုက insect user ဖြစ်တာကြောင့်ဒါငါဖီတို့ရိတ်ခါတက်တဲ့အခါမှာပေးကြော်လိုမျိုးဟာလေကြော်စားလို့ရပါသေးတယ်နံပါတ်3ကတော့ယာဟီကိုဖြစ်ပါတယ်အာဂတ်စကီရဲ့ဖောင်နာဖြစ်တဲ့ယာဟီကိုကလည်းငါဖီတိုတင်မောပေါ်ကိုပါလာနိုင်တဲ့နောက်ထပ်နောက်တိုကာရာတယောက်ဖြစ်ပါတယ်ပိန်းဆိုတဲ့ကာရာကြီးရဲ့လို့ဖြစ်မလာခင်ကဒါယာဟီကိုကနောက်တိုအိုဘီတိုတို့လိုပဲဒါအမှန်တရားကိုမျက်နှိုးပြီးတော့အမြဲလိုတက်ကြွနေတဲ့သူမျိုးပါသူကခေါင်းဆောင်ကောင်းပြီးသားတဲ့အရေးရှင်းမျိုးရှိပြီးတော့သူ့ရဲ့ဥဆောင်မှုအောက်မှာအာဂတ်စကီကဒါအာမဲကာကဲရွာရဲ့အလင်းရောင်ကိုယူဆောင်ပေးနိုင်ခဲ့ပါတယ်တကယ်ချင်းတွေကိုလည်းတမိုးထားတဲ့သူဖြစ်စာကြောင့်ဒါလူဖီကသူ့ရဲ့တင်မောပေါ်ကိုကျင်းသေးပေါက်ခေါ်မဲ့ကာရာတယောက်ဖြစ်ပါတယ်နံပါတ်2ကတော့ကဲလာပါပြီကျွန်တော်တို့ရဲ့အချစ်တော်ဂျင်ချူရီကီရပါကြီးကေလာပြီးဆာမှာပဲဖြစ်ပါတယ်တီးတဲ့အတိုင်းဒီဘေးကပေါ်တော်တော်နဲ့ဒါအားနဲ့ rap ပဲထိုင်ရနေတဲ့သူမျိုးပါဒီဇိုင်းကလာအနေထားကလည်းဒါနေကမျက်မှန်တက်မဖလိုင်းနဲ့ဒါတော်တော်အထားကြတာပါ Fighting Scale ရလည်းတီးတဲ့အတိုင်းဒါဓာတ်ရှစ်ချောင်းကို Sasuke ဖင်နဲ့ထည့်ခဲ့တဲ့သူဖြစ်တာကြောင့်ငဖီမကြွေပဲမနေပါဘူးတောင်စင်ဆန်ရဲ့ဂုံးဘက်ပေါ်မှာဒါကေလာဘီနဲ့တူတူဥစောလူဖီချော်ပါတို့ဒါပတိပဒါလုံနေမဲ့ပုံကိုဘယ်လိုတော့မြင်အောင်ရမယ်လို့ထင်ပါတယ်ကီလာဘီရဲ့ရေပွဲဖြစ်တာကြောင့်ဒါအရေးအကြောင်းဆိုတာကိုယာကီပါလှုပ်ဆောင်လို့ရပါသေးတယ်ကဲနံပါတ်1ကတော့ကျွန်တော်တို့ရဲ့ကြောင်မင်းသားလေးနာအိုတိုပဲဖြစ်ပါတယ်ဒါသူ့ရဲ့ personality ခံယူချက်စိတ်ဓာတ်စူးစမ်းမှုတွေကတော့အားလုံးသိတဲ့အတိုင်းပါပဲသူကဘရင်တစ်ပါးအဖြစ်မွေးဖွားလာပြီးမြဲမွေးပြီးစက္ကန့်ပိုင်းအတွင်းမှာအရာအားလုံးကိုဆုံးရှုံးခဲ့ရတယ်ဘာမှမရှိတဲ့ကလေးတယောက်အဖြစ်ဘဝကိုစတင်ပြီးတော့ဒါသူရနိုင်တဲ့အရာအားလုံးကိုရအောင်ယူနိုင်ခဲ့တဲ့ဒါတော်တော်လေးစောက်ထားကြတဲ့ငါတုံးတစ်ကောင်ပါအဲ့ဒါနာအိုတိုဆိုတာပါပဲနာအိုတိုကနာအိုတိုဖြစ်နေတာအကြောင်းကိုလူဖီကခေါ်မှာပါအဲ့တခုရှိတာပေါ့ဗျာပြီးကြတဲ့အတိုင်း
Pirate King Goldie Roger ဟောတော့ကရုံးတုံးပြီးဖွင့်ဝစ်တော့အောင်ပြောနိုင်တဲ့နောက်တော့ရဲ့ technology စုမှာငပီတယောက်မိသွားပြီးတော့ Pirate မလုပ်တော့ဘူးနေချာပဲလုပ်တော့မယ်ဆိုပြီးတော့ကိုလိုဟာမှာပဲတောင်းတင်သွားရင်တော့လေပြောရပါဘူးကဲဒါတွေကတော့ဒါငပီတယောက်နောက်တော့ဘောဖြတ်သွားတဲ့ခါမှာသူတင်မောဘောကိုခေါ်သွားနိုင်တဲ့ character တွေဖြစ်ပါတယ်ဘယ်လိုတော့ဘယ်သူတွေကိုခေါ်သွားနိုင်လဲဆိုတာ comment မှာတစ်ချက်တော့ဆွေးနွေးပေးကြပါဦးနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်အားလုံးချစ်ပါတယ် Daisuke ကျွန်တော် subscribe လုပ်ပေးဖို့လည်းမမေ့ကြပါနဲ့ဟဲ့